Hello မင်္ဂလာပါဒီနေ့ကတော့အိမ်မှာလွယ်ကူနဲ့လှူစားလို့ရမယ်ငါးသက်မြာပေါင်းနဲ့အနည်းလေးကိုတင်ပေးသွားမှာဖြစ်ပါတယ်လုံနည်းတွေကရမ်းလွယ်ကူပြီးတော့ပါဝင်ပစ္စည်းရလည်းရမ်းနေပါတယ်လုံနည်းလေးကိုမသိတဲ့သူတွေကဒီဗီဒီယိုအဆုံးထိကြည့်ပါပဲနော်ပါဝင်ပစ္စည်းလေးပါပထမဆုံးငါ့ကိုရေပြောင်းအောင်ဆေးပါတယ်ပြီးရင်တော့အဲ့ဒီဥစ္စာလေးကိုညှက်ထုတ်လိုက်တယ်အဲ့ဒီကအညစ်အကြေးတွေကိုလည်းတေချာဆေးပါနော်ရေတေချာဆေးပြီးကြောကုန်းလေးတွေခွဲထားပြီးရနော်ငါပေါင်းမဲ့ရေတွေကိုဇပလင်ထည့်တယ်အပိုက်ထဲကိုလည်းဇပလင်နဲ့ရှမ်းနံထည့်ပါတယ်ပြီးရင်တော့ပေါင်းခံဦးထဲမှာဒီလိုလေးပေါင်းလိုက်ပါတယ်ပြီးရင်ဖုံးပိတ်ပြီးတော့10မိနစ်လောက်ပေါင်းထားလိုက်ပါတယ်ရှင်ငါပေါင်းထားတော့မှကြက်သွန်ဖြူထောင်းမယ်ပြီးရင်ဇပလင်ထည့်ထောင်းမယ်ဇပလင်ပြီးရင်ရိုးသီးချင်းလေးထည့်ထောင်းမယ်ရိုးသီးချင်းပြီးရင်တော့နန်းနန်းမျိုးမှာထည့်ထောင်းလိုက်ပါမယ်နော်ပြီးရင်တော့ခုနထောင်းထားတာတွေကိုတဲဦးထဲထည့်ပြီးတော့အပူပေးပါမယ်ရှင်မြတ်ရေးရဲ့အရသာမုတ်ရဲ့ရေနှဲငယ်ကိုထည့်ပြီးတော့မွေးပါရှင်ဆုံးမှာတမယာဒီနှဲငယ်ကိုလှီးပြီးညှစ်ထည့်ပေးလိုက်တာနဲ့အချင်းလုပ်ငန်းစဉ်ပြီးဆုံးပါပြီဒါဆိုရင်10မိနစ်လောက်ပေါင်းသားငါးပေါ်မှာအချင်းလေးတင်ပေးလိုက်တာနဲ့ငါးတမယာပေါင်းရပါပြီနော်နည်းနည်းမင်းနှဲငယ်ကိုအခုလိုလေးငါးပေါ်မှာအလှဆင်လိုက်တာနဲ့အစားချင်းစရာကောင်းတဲ့ငါးတမယာပေါင်းလေးရပါပြီနော်ငါးတမယာပေါင်းကိုဇလက်ရက်နဲ့ထုတ်ပြီးတော့မုတ်ဖက်နဲ့တွဲစားတာကြိုက်တာမို့ကျမတို့အဲ့လိုလေးပဲစားလိုက်ပါတယ်ရှင်လွယ်ကူလားအလက်ရက်တွေမှာလှုပ်စားလိုက်ကြပါအောင်နော်ဒီ next video ပါ